ထားမျိုးရပါတယ်စိတ်ခါလည်းချမ်းသာဘာလို့လဲဆိုတော့ခလေးတွေနဲ့ဒီလိုနေရတာအိမ်မှာတယောက်တည်းနေရတာပြီးမှုကောင်းတယ်။ဒါကြောင့်ဒီလိုလာရတယ်တကယ်ချင်းအတိတ်တွေကတော့ပြောတယ်။ 所以比如啦，你说完了表演，也就是刚才我们说完了的，哎嘛说完了，哎嘛说完了没有？下马来说了，不要谁来弄的，都来弄的。这个今天哪里去了？伢嘞，我们店里这个这边伢嘞。但是嘛，说表下马呢，拉说表的，现在可以说表的，ဒီတော့ဒီနေ့ပဲနေတယ်ခုကတော့ဆရာမရဲ့လာမပဲတက်ရှိနေတယ်ဆရာမနဲ့ဆိုတော့ပြောတယ်ဒီတော့ဆိုရင်ကျောင်းထဲမှာတရားစာရေးလို့ရှိရင်ကိုမိုက်ကြီးဆိုရင်လက်ရှိချိန်နေတာဖြစ်တယ်ကလေးဆိုရင်ခဏလေးဖြစ်တယ်တက်ရေးလည်းနေခုတော်တော်ကြောင်းနေတာကလေးတွေတက်ရေးလည်းနေလာတယ်မိုက်ကြီးဆိုရင်လည်းမိုက်ကုန်းထဲမှာဖြစ်တယ်မနေ့ဆိုရင်လည်းဖျားရှင်နေလာကြတယ်ဆရာမရဲ့လည်းတတိဆိုရတာပြောတာဆရာမရဲ့ဆရာရုပ်ရှင်နဲ့ဆိုရတယ်ပြောတယ်ဆရာမရဲ့လည်းပြောဆိုရတယ်ပြောတယ်ဒိန်းကြီးရဲ့မှာပြောတယ်ကြိုက်တယ်ငါ့ကိုမြင်တာတို့ပြောဆိုရတာစိုက်တာပြော